HP branding ကကိုမှ360ကတိလဲခောက်လို့ရမယ်လက်တော့လို့ရော tablet လို့ရော2-in-1 device သုံးလို့ရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်တော့ HP A-Lite ဖို့ A360 G8 လေးနဲ့မိတ်ဆက်ပေးပါမယ်ကီးဘုတ်မှာလည်းဘက်လိုက်မီလေးပါလို့ညဘက်စာစီစာရိုက်တဲ့အခါလေးမှာလည်းပုံမအဆင်ပြေစေပါတယ် security ဘိုင်းမှာဆိုရင်လည်း fingerprint ရတဲ့အပြင် window hello face lock ပါတဲ့အတွက်လုံခြုံစိတ်ချရစေပါတယ်ဒါအပြင် privacy feature ပါဝင်လို့ public area တွေမှာကိုယ်အလုပ်လုပ်နေတဲ့အချက်လက်တွေကိုဘေးလူတွေမမြင်အောင်ကာကွယ်ပေးပါတယ် CPU အနေနဲ့ဆိုရင်တော့ i7 11 Gen RAM အနေနဲ့ဆိုရင်တော့ 16GB SSD အနေနဲ့ဆိုရင်တော့ 512GB ပါဝင်ပါတယ် Graphic အနေနဲ့ဆိုရင်တော့ Sharing Graphic 8GB ပါဝင်ပါတယ် Screen size 73 ပုံမှာ Full HD resolution နဲ့ဆိုတော့ကြည်လင်တဲ့ရုပ်ထက်ကိုပေးစွမ်းပါတယ် I'm on the next level, yeah. 절대 저 불을 지켜 내 손을 놓지 마라. 결속은 나의 무기. 광야로 걸어가. 알아 내 홍보. ကင်မရာမှာ privacy shutter လေးပါတဲ့အပြင်ကိုမှကင်မရာ resolution ကလည်း920 resolution နဲ့ပါ port အနေနဲ့ဆိုရင်လည်း adapter port HDMI port သနာ port နှစ် port တစ်ဖက်မှာလည်း USB port နှစ် port audio port တို့ပါဝင်မှာဖြစ်ပါတယ်ကိုစကန်လက်တော်တွေကို hardware ready ရှောက်လက်ပေးထားပြီး software လိုက်တိုင်းပေးထားတဲ့အပြင်အစမ်းသုံးခွင့်10ရက်ကိုပါပေးထားပါသေးတယ်အခုလို quality ကောင်းပြီး generation မြင့်တဲ့လက်တော့တွေကိုလိုချင်နေဆိုရင်တော့ဝယ်တဲ့ IDC ရဲ့စာပေမှာလာရောက်ဝယ်ဖို့ဖိတ်ခေါ်ပါပါတယ်